Hello hi အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ Holy English with me ဆိုတဲ့ channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာကျွန်တော်တင်ဆက်ပေးမယ့် channel တွေကတော့ခန်းစားချက်နဲ့ site နဲ့ preset pad တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ကြည့်ကြည့်အောင်ဗျပထမဆုံးစကားလုံးလေးကကျတော့ border app ဆိုတာကမျိုးသိပ်ထားပြီးပေါ့နော်ခန်းစားချက်တွေထားပါတော့1နဲ့တဲ့ခန်းစားချက်တွေကိုစိတ်ထဲမှာမျိုးသိပ်ထားတယ်ဆိုရင် border app ဆိုတာကိုသုံးရတယ်သူ့ရဲ့ဥပမာတွေကကျတော့ it is not good to border app your feeling မင်းရဲ့ခန်းစားချက်တွေကိုမျိုးသိပ်ထားတာကမကောင်းဘူးဆိုပြီးတော့ဖြစ်တယ်ပေါ့နော်နောက်တစ်လုံးကျတော့ open up ဆိုတာကဖွင့်ပြောသည်ပေါ့နော်သူရဲ့ဥပမာတွေကကျတော့ it takes a while for me to open up to people လူတွေကိုဖွင့်ပြောရတာအချိန်ခဏတော့ယူတယ်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်နောက်တစ်လုံးကျတော့ hold back ဆိုတာကချုပ်တီးထားသည်ထိန်းထားသည်ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်သူရဲ့ဥပမာတွေကကျတော့ Neil is struggling to hold back his tear နေရဆိုရင်မျက်ရည်တွေကျတာကိုထိန်းထားဖို့အတွက်တဲ့သူကအသေးတော့စူးစမ်းနေရတယ် breakdown ဆိုတာကဘာလဲဆိုတော့စတင်ငိုကြွသည်ပြောနော်သူကကန်စားချက်တွေကိုထိန်းထားလို့မရတဲ့အတွက်ကြောင့်သူကစပြီးတော့ငိုကြွတဲ့ဟာတွေဆိုရင်ဒီ breakdown ကိုသုံးရတယ်ပေါ့နော်သူရဲ့ဥပမာကြတော့ Neil was just talking about his pet dog and he broken down နေရဆိုရင်သူရဲ့ခွေးတဲ့အကြောင်းကိုပြောတယ်တဲ့အဲ့ဒီနောက်တော့သူငိုခဲ့တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူရဲ့ခွေးတည်တဲ့အတွက်ကြောင့်သူက1နဲ့ကြီးခွဲပြီးတော့ငိုတယ်ဆိုရင်အဲ့လိုမျိုးဒါ1နဲ့ချက်တဲ့ကြောင့်ငိုတယ်ဆိုရင် breakdown ကိုသုံးရမှာပေါ့နော်နောက်တစ်လုံးကျတော့ blow up ဆိုတာဒေါသထွက်သည်ပေါ့နော်သူရဲ့ဥပမာတွေကကျတော့ Neil blew up when his favorite football team lost နေရဆိုရင်သူရဲ့ဘောလုံးတင်ရှုံးတဲ့အခါတဲ့ဒေါသထွက်တယ်ပေါ့နော်ဒေါသကြီးသကုံထွက်တယ်ဆိုရင် blow up ဆိုပြီးတော့သုံးတယ်ပေါ့နော် freak out ဆိုတာကဘာလဲဆိုတော့ကြောင်းဆန်ပြီပေါ့နော်သူကဘယ်လိုခံစားချက်တွေလဲဆိုတော့အန်အောတဲ့အတွက်ကြောင့်ဒါမှမဟုတ်ကြောက်တဲ့အတွက်ကြောင့်ဒါမှမဟုတ်စိတ်လှုပ်ရှားတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒီဟာတွေမျိုးဆိုရင် freak out ကြောင်းဆန်သွားပြီဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတယ်ပေါ့နော်သူရဲ့ဥပမာတွေကကျတော့I freak out when I saw my favorite singer ငါအကြိုက်ဆုံးဆိုတော့တွေ့တဲ့အခါမှာဆိုရင်ငါလုံးဝပြောင်းဆန်သွားတယ်ပေါ့နော်ပြောင်းဆန်သွားတယ် calm down တော့ကဘာလဲဆိုတော့စိတ်ငြိမ်စေသည်ပေါ့နော်သူ့ရဲ့ဥပမာတွေကကျတော့ဘာလဲဆိုတော့ deep breaths are a good way to calm down အတော့ဝါရှိလိုက်တာဆိုရင်တော့အဲ့လိုမျိုးရှိလိုက်တာဟာဆိုရင်တဲ့သူစိတ်ပြင်းငြိမ်စေဖို့အတွက်ညီလန်းကောင်းတစ်ခုပါပဲဆိုပြီးတော့ဖြစ်တယ်ပေါ့နော် chill out ဆိုကအပန်းဖြေသည်ပေါ့နော်သူ့ရဲ့ဥပမာလေးကျတော့ I think we just need a holiday to chill out ငါတို့တဲ့အပန်းဖြေဖို့အတွက်အားလျက်တည်းလိုတယ်လို့တော့အထင်တယ်ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ခန်းစားချက်နဲ့သက်ဆိုင်တဲ့ phrase တွေအကြောင်းဆက်ပေးခဲ့ပါတယ် Okay ကြာကမှာကျွန်တော်မှာ English course ကိုပေါ်တော့စတင်နေပါတယ်အဲ့ဒီ class ကိုကိုရီးယား join နေတယ်ဆိုရင်ကျွန်တော်ရဲ့ Facebook Messenger မှာ Facebook page မှာသွားပြီးတော့ဒါစမ်းပေးပါကျွန်တော်အဲ့ဒီမှာဆိုရင်ကျွန်တော်အသေးစိတ်ပြောထားပါတယ်ကျွန်တော်အဲ့ဒီမှာတစ်ဆင့်ကျွန်တော်ရဲ့ဒီ course ကြောင်းသွားပြတာစမ်းပေးပါကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြမှာပြအားလုံးကိုကျေးဇူးတင်ပါတယ် bye bye